ဘေဘီလေးတို့ရေဒီတစ်ခါမှာမမပြောပြပေးမယ်စာအုပ်မျိုးစားလေးကတော့အကျိုးအမျိုးစားတွေကစာအုပ်လေးတော့ပဲဖြစ်ပါရဲ့အဲ့ဆိုမမနဲ့တူတူနားထောင်နေရအောင်နော်ဘူးလေးကချစ်စရာကောင်းပြီးကျင်နာတတ်တဲ့ကောင်မလေးဖြစ်တယ်လို့တခုခုဆိုရင်လည်းကိုယ်ပိုင်အတွေ့နဲ့တခြားမစင်းရတော့ပဲတငယ်ချင်းတွေပြောစကားတိုင်းလွယ်လွယ်ယုံတတ်တဲ့လူလေးပေါ့ကွယ်တငယ်ချင်းတွေဖြစ်တဲ့ပန်ပန်ဖောင်းဖောင်းနဲ့ပနူတို့ကမဟုတ်တဲ့စကားတွေပြောပြီးဖူးဖူးကိုတမင်တကာဆန်းတော့ပြောဆိုနေလေဖူးဖူးကယုံတာပဲတဲ့ကွယ်ညစီမှာအရန်လာတဲ့ရှင်နဲ့လောက်ထားရဲ့ကောင်းအကြီးကြီးရှိရဲ့တိလားဟုတ်လားအရန်လာမှာပဲနော်ငါမှလည်းမိုးပေါ်ပြန်လို့ရပြီအရန်မြန်တဲ့စက်ကိတ်လေးရှိရဲ့ကွဟဲငါလည်းလိုချင်လိုက်တာမမေကိုပူစားအောင်မဖြစ်နိုင်တဲ့အရာတွေကိုသူများပြောတဲ့အမြဲယုံပြီးကြည်ကြပူစားတတ်တဲ့ဖူဖူလေးကအိမ်မှာလည်းအမြဲဆုခံရတဲ့တငယ်ချင်းတွေကလည်းအယုံလက်တဲ့ဖူဖူကိုနောက်ွယ်မှာအမြဲလောင်ပြောင်ကြပြီးအချိန်ရတာနဲ့ဖူဖူလေးကိုစားဖို့ပဲချောင်းနေကြတာပေါ့ကွယ်ဖူဖူကငါတို့ပြောယုံတာပဲဟာဟာဟာတို့စားရတာအရန်ပြောစရာကောင်းတယ်နော်တနေ့ကျောင်းမုတ်စားစင်းချိန်မှာလေပန်ပန်ဖောက်ဖောက်နဲ့ပန်းနူတို့ဟာပူပူဆောင်းနောက်ဖို့အတွက်ကြံစည်ပြီးတူပုံစံကစားအောင်ဆိုပြီးခေါ်လိုက်ကြတဲ့ပူပူနင်ဒီမှာပုံနေငါတို့ကတခြားနေရာမှာတော့ပုံလိုက်မယ်နော်ပန်ရှာမတွေ့မချင်းငါတို့လုံးဝမထွက်ကြီးနော်โอเคနော်ပူပူလေးကိုစားနောက်ချင်တဲ့ဖောင်းဖောင်းလူ၃ယောက်ဟာကျောင်းဝန်သားကတစ်ပီကြီးတစ်ပီနောက်မှာပူပူကိုပုံလိုက်ပြီးသူတို့ကတော့အချင်းချင်းလက်တို့ကကြောင်းခိုင်းတဲ့ကိုပြောင်းဝင်ရှာတော့တယ်။ဖူးဖူးတော့ငါတို့စကားကိုယုံပြီးထွက်လာမှာမဟုတ်တော့ဟိဟိဟိဖူးဖူးလေးကတော့ဖောင်းဖောင်းနဲ့ပန်းနူစကားကိုယုံပြီးကြောင်းသက်ခေါင်းလောင်ထိုးတာတော့တစ်ပီကြီးနောက်ကလည်းမထွက်လာပဲသူ့တငယ်ချင်းပမန်လာရှာတာကိုစောင့်နေတဲ့အတော်ကြာလိုက်ဒီဘသူမှလာမရှာတော့မှဖူးဖူးလည်းအခန်းထဲကိုအပြေးပြန်လာခဲ့တာပေါ့ကွယ်အတန်းနဲ့ရောက်တော့ဆရာမစာတင်နေပြီမို့အတန်းနဲ့ဝင်ကနောက်ကျရဲ့ဖူးဖူးတယောက်စာတင်ငန်းတောင်မှာမတရက်နေဆိုပြီးတံပေးခံရတာပေါ့ကွယ်ဖူးဖူးကတံပေးခံရလို့ရှက်နေချိန်မှာသူ့တငယ်ချင်းတွေကတော့သူ့ကိုကြည့်ပြီးကြိတ်ရှိနေကြတာတဲ့ဖူးဖူးလေးကတငယ်ချင်းတွေရဲ့အယုံလေးစားနောက်တာကိုယုံကြည်ပြီးသူများခိုင်းတဲ့အတိုင်းလုပ်တဲ့လို့အမြဲဒုက္ခရောက်ရလေစိတ်ဓာတ်ကောင်းသူလေးမို့အမှန်မထားဘူးပေါ့ကွယ်ဘေဘေနဲ့မေမေတို့ကပူပူလေးကိုအယုံမလွယ်ဖို့အကြောင်းအရာတကူကိုအရင်စဉ်းစားပြီးမှယုံကြည်ဖို့ဆုံးမပေမဲ့ပူပူလေးကတော့သူတပတ်အပေါ်စိတ်နေပြီးယုံကြည်တတ်လွန်းနေတော့ပူပူရဲ့ဘေဘေမေမေကလည်းစိတ်ညစ်နေရတာပေါ့ကွယ်တရက်မှာပူပူတို့တငယ်ချင်းတွေအတူတူကစားနေဗမန်ကပူကြီးကျောင်းနောက်ဘက်ကတိုက်ရင်ပြကြီးရဲ့မြေရောက်ခန်းထဲမှာထူးဆန်းတဲ့ကစားစရာတွေအပြည့်ပဲတဲ့ဘေးရင်ကအကူကြီးငါစီလာတော့တူတူလေးပြောတာမနေ့ဖြန်ငါတို့၃ယောက်အဲ့ဒီကိုတွားကြည့်မလို့နင်ရောလိုက်အောင်မလားဆိုပြီးဝေးလိုက်တဲ့သူများဘာပြောမျက်စိမယုံကြည်လိုက်တဲ့ဖူဖူကလိုက်မှာပေါ့ဟာဆိုပြီးပြန်ပြောလိုက်တာပေါ့ကွယ်မနေ့ဖြန်၄နာရီတိုက်ပြက်ကြီးရှိမှာတို့တွေ့ကြမယ်နော်နောက်နေ့ဖူဖူလေးရောက်သွားတဲ့အချိန်မှာတော့ဗမန်တို့၃ယောက်ဟာချစ်စရာအယုတ်လေးတယောက်စီကင်ထားပြီးတိုက်ရင်ပြကြီးရှိမှာရက်နေကြတဲ့နင်ဘာလို့နောက်ကျနေရလဲငါတို့ကဒီမှာအယုတ်တီယူပြီးပြန်အောင်ပြန်ကြတော့မလို့ဆိုပြီးဗမာပြောလိုက်တဲ့တကယ်ချင်းတွေရဲ့အယုတ်ကိုမြင်သွားတဲ့ပူပူလေးကအယုတ်လူကြီးစောနဲ့တိုက်ပြကြီးတဲ့ကူမကြောက်မလန့်ပြေးဝင်သွားတာပေါ့ကွယ်ဗဗန်လူ၃ယောက်ဟာပူပူဝင်သွားတာနဲ့တယောက်ကိုတယောက်မျက်စိပြစ်ကပြုံးစီနဲ့ပြန်လာခဲ့ကြတော့တဲ့တကယ်တော့သူတို့လက်ထဲကအယုတ်တွေကဖူးဖူးကိုရှုံးအောင်စားဖို့အင်ကနေသူတို့ပါတာလူလာတဲ့အယုတ်တွေပေါ့ကွယ်လိုက်ပြကြီးရောက်တဲ့အခါပူပူကဟိုတီတီကြီးအောက်ကိုဆင်းနေလေကတကူကိုတွေ့ထားတော့တဲ့ပူပူကရုပ်တွေကိုတွေ့လို့စောနဲ့ဝမ်းသာအားရလေကအောက်ကိုအပြေးဆင်းလာတာပေါ့မြေရောက်ခန်းဆိုတာဒါပဲဖြစ်ရမယ်အတော့ကိုအိုဟောင်းပြီးပြိုချခြင်းနေပြီဖြစ်တဲ့တိုက်အိုကြီးရဲ့လေကဟာပူပူအပြေးဆင်းလိုက်ချိန်မှာတော့ပြိုကြဖို့နှိုးဆော်လိုက်လို့ဖြစ်သွားပြီးဒီဖြည်းဖြည်းချင်းပြိုကျလာတော့တဲ့ပူပူလည်းကြောက်အလန့်အောင်နဲ့အောက်ဒီရောက်အမိပြေးဆင်းလိုက်နိုင်လို့အတည်းကနေတော့တီတီလေးလွတ်သွားရှာတာပေါ့ကွယ်
မြေရောက်ခန်းနဲ့ရှောက်ပဲကြီးလိုက်တဲ့အခါမှာတော့အယုံနဲ့ပတ်သက်တာပါဆိုပါမှမရှိပဲပင်ကူမြင်တွေပိုးခတ်တွေတာတွေ့လိုက်ရပြီးကြွက်တရားလည်းသူ့ချီရောက်ကိုဝင်တိုက်ကပြေးလွှားနေကြတဲ့အဲ့ဒီတော့မှပူပူလေးလည်းတငယ်ချင်းတွေရဲ့ဆောင်းနောက်ကြီးကိုခံလန်းရပြီဆိုတာတီးလိုက်ရတာပေါ့ဝဲမမရေဟမောင်ရေပန်းနုရေငါ့ကိုလာခေါ်ပါအောင်ဆိုပြီးအော်ခေါ်ပြီးမဲ့သူ့အတန်ကမောင်မဲနေတဲ့မြေရောက်ခန်းထဲမှာပဲပဲ့တင်နဲ့ထပ်သွားပြီးဘသူမှရောက်မလာဘူးတဲ့ကွယ်ဒါနဲ့ဖူလည်းအရန်ကြောက်လာခဲ့တာပေါ့တငယ်ချင်းတွေပြောတိုင်းစဉ်းစားပြီးမှယုံလို့မိမိပြောခဲ့တာကိုပူပူကြားရလာရဲ့အခုတော့ပူပူဒုက္ခရောက်နေပြီလေအနန္တတွေဆိုးရွားပြီးမောင်မဲနေရမြေရောက်ခန်းကနေဘယ်လိုထွက်ရပါမလဲလို့တွေးရင်ချွေးစည်းတွေပြန်လာကနောက်ဆုံးမှပူပူလေးကလောကကြီးနဲ့အဆက်တွေပြတ်သွားတော့တဲ့ပူပူလေးတတိယလာတဲ့အချိန်မှာတော့ဆေးရုံကတိမောပါပေါ့ပြီးမှပူပူကိုစိတ်ပူစားနဲ့ကြီးနေတဲ့ဖေဖေမေမေကိုတွေးလိုက်ရတော့ပူပူလေးအားရပါရဖက်ပြီးငိုလိုက်တော့တဲ့မိမိကသမီးဘာရင်တည်းမှမရှိတော့ဘူးနော်မကြောက်နဲ့တော့နော်ဆိုပြီးပွေးဖွဲလိုက်တော့မှပူပူအငိုတိတ်သွားရှာတာပေါ့အိမ်ပြန်ရောက်လာတဲ့ဖူဖူမိမိကသမီးအိမ်ပြန်မရောက်လာလို့မိမိတို့စိတ်ပူပင်နေရနဲ့လိုက်ရှာခဲ့ကြတာသမီးတငယ်ချင်းတွေရဲ့အိမ်တွေကိုလည်းတအိမ်ပြီးတအိမ်လိုက်မိခဲ့တဲ့နောက်ဆုံးမှတိုက်ပြက်ကြီးအောင်မှာမိလည်နေတဲ့သမီးလေးကိုတွေးလိုက်ရတော့တာပဲမိမိတို့ကအချိန်မီရှာမတွေ့ရင်သမီးလေးအသက်အန္တရာယ်ရှိနိုင်တယ်ဆိုပြီးပြောပြတာပေါ့ကွယ်ဦးလေးလည်းသူ့ဘာကြောင့်တော့ခဲ့ဆိုတာသူမိမိကိုပြောပြလိုက်တဲ့အခါမှာတော့ဒါကြောင့်မိမိကသမီးလေးကိုအမြဲဆုံးမနေရတာပေါ့နောက်ဆိုသူမြင်ပြောတဲ့စကားအတိုင်းအမှန်ကြီးပဲလို့မျက်စိမိတ်မယုံရဘူးနော်ဖြစ်နိုင်မဖြစ်နိုင်အရင်ဆုံးဒီချာစဉ်းစားရမယ်ကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့အခါလူကြီးမိဘတွေကိုအရင်မေးရမယ်ဆိုပြီးစိတ်ပူစာနဲ့ပြောရှာတဲ့တငယ်ချင်းတွေပြောစကားကိုယုံကြည်လွန်ခဲ့တာကြောင့်အမြဲအစားနောက်ခံရပြီးအသက်အန္တရာယ်ပါကြုံရတဲ့အထိရောက်ခဲ့တဲ့ဖူဖူလေးဟာအဲ့ဒီနောက်ပိုင်းမှာတော့သူများပြောစကားတွေကိုတခြားစဉ်းစားပြီးမှယုံကြည်တတ်လာသလိုတခုခုလုံးမဆိုရင်လည်းမိဘတွေကိုအရင်အသိပေးပြီးမှလှုပ်တတ်တဲ့ကလေးလေးဖြစ်လာခဲ့တဲ့ကဲအုံမြင်လေးကတော့ဒါပါပဲကွယ်အမပြောပြပေးတဲ့စာအုပ်လေးကတော့အယုံလွယ်သူလေးမဖြစ်စေဘူးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အဲဆိုဘီဘီလေးတို့လည်းသူများဘာပြောအလွယ်တကူမယုံရဘူးเนาะနောက်ပြီးတော့ဖြစ်နိုင်မဖြစ်နိုင်တွေကိုမိဘတွေကိုအတိပေးပြီးမှယုံကြည်ရမယ်เนาะအဲဆိုနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်เนาะ